မင်္ဂလာပါ Post Secondary Educator Fellowship Program Tech for Teacher Project မှာပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုမှာတော့ Padlet ကိုလက်တွေ့အသုံးချတဲ့အခါမှာ KWL chat တကူဘယ်လိုရေးဆွဲရမလဲဆိုတာကိုရှင်းပြသွားမှာဖြစ်ပါတယ်။ KWL chat ဆိုတာကတော့ကျောင်းသူကျောင်းသားတွေရဲ့ရှိပြီးသားအသိပညာကိုလက်ရှိသင်ကြားနေတဲ့သင်ခန်းစာနဲ့ချိတ်ဆက်ပြီးတော့ဆွေးနွေးရှင်းပြဖို့အတွက်အသုံးချတဲ့အခါမှာဆွဲလို့ရတဲ့အသုံးချလို့ရတဲ့ဇာတ်တစ်ခုဖြစ်ပါတယ်။ဒါအပြင်သင်ကြားပြီးတဲ့နောက်မှာလည်းတက်မြောက်မှုကိုပါတပါးရဲစစ်ဆေးလို့ရတဲ့သင်ကြားနည်းတစ်ခုဖြစ်ပါတယ်။ K ဆိုတာကတော့ကျောင်းသူကျောင်းသားတွေဘာကိုသိထားပြီးသားလဲဆိုတာကိုမေးတဲ့အပိုင်းဖြစ်ပါတယ်။ W ကတော့ကျောင်းသူကျောင်းသားတွေကသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ဘယ်အကြောင်းအရာတွေကိုသိချင်တယ်လဲဆိုတာမျိုးကိုမေးထားတဲ့အပိုင်းဖြစ်ပါတယ်။နောက်ဆုံးတစ်ပိုင်းကတော့ကျောင်းသူကျောင်းသားတွေကဒီသင်ခန်းစာပြီးသွားတဲ့အခါမှာဘယ်အကြောင်းအရာတွေကိုနားလည်သွားတယ်လဲဆိုတာကိုစစ်မေးတဲ့အပိုင်းပဲဖြစ်ပါတယ်။ဒါဆိုရင် Padlet မှာ KWL chat တကူဘယ်လိုရေးဆွဲမလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်။ Padlet မှာ KWL chat တကူပြုလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ Word with Session ဒါမှမဟုတ်ရင် Chat format ကိုရွေးချယ်လို့ရပါတယ်။ဆိုတော့ Word with Session Chat ပုံစံကနေတစ်ဆင့်ကျွန်တော်တို့က Session 3ခုထည့်သွင်းမှာဖြစ်ပါတယ်။ပထမ Session 1မှာတော့ What I know ဆိုတာကိုထည့်သွင်းမှာဖြစ်ပြီးတော့ဒုတိယ Session မှာ What I want to know ဆိုတာကိုထည့်သွင်းမှာဖြစ်ပါတယ်။တတိယ Session ကိုတော့သင်ခန်းစာနဲ့ပတ်သက်ပြီးတော့သင်ယူခဲ့တဲ့အချက်တွေကိုမေးတဲ့အပိုင်းဖြစ်တဲ့အတွက် What I learned ဆိုပြီးတော့ထည့်သွင်းဖို့လိုအပ်ပါတယ်။ဒီ session တစ်ခုချင်းစီမှာအကြောင်းသူကျောင်းသားတွေကသူတို့သိထားပြီးသားအကြောင်းအရာသူတို့သိချင်တဲ့အကြောင်းအရာသူတို့သင်ယူခဲ့တဲ့အကြောင်းအရာတွေကိုလာရေးကြမှာဖြစ်ပါတယ်။ဒါဆိုရင် KWL chat တစ်ခုပြုလုပ်တဲ့ demonstration video လေးကိုဆက်ပြီးတော့လေ့လာကြပါမယ်။ပထမဆုံးတော့ make a Padlet ကနေတစ်ဆင့် Padlet တစ်ခုဖန်တီးပါမယ်။ Word session ဒါမှမဟုတ်လို့ရှိရင် chat format ကိုရွေးလို့ရပါမယ်။ Padlet ကို my KWL chat ဆိုပြီးတော့နာမည်ပေးလို့ရပါမယ်။ Session 1 2 3 3ခုခွဲပါမယ် Session 1ကိုတော့ What I know Session 2ကတော့ What I want to know နဲ့ Session 3က What I learned ဆိုပြီးတော့နာမည်ပေးလိုက်ပါမယ်ပြီးရင်တော့ကျောင်းသူကျောင်းသားတွေရေးလို့ရဖို့အတွက်ဒီ Padlet link ကို share ပေးမှာဖြစ်ပါတယ်။ QR code ကနေတစ်ဆင့်ဖြစ်စေ copy link ကနေတစ်ဆင့်ဖြစ်စေအလွယ်တကူ share လို့ရပါမယ်။ကျောင်းသူကျောင်းသားတွေရေးထားတဲ့အချက်အလက်တွေကိုသိသိချင်းနေဆိုရင်တော့ခါတိုင်းလိုပဲ Facebook ကနေတွားလို့ရပါတယ်။ Padlet တစ်ခုကို appearance ချိန်ဖို့ဆိုလို့ရှိရင်တော့ setting ကနေတစ်ဆင့် wallpaper, font color, font size တမျိုးတွေပါချိန်လို့ရပါသေးတယ်။ post တင်ဖို့အတွက်ဆိုလို့ရှိရင်တော့ session တစ်ခုချင်းစီကအပေါင်း color ကိုနှိပ်ပြီးတော့ post အကြောင်းအရာတွေတင်လို့ရပါတယ်။ post ထဲမှာရှိတဲ့အကြောင်းအရာတွေအပြင်အလှဆင်ဖို့အတွက်ဖြစ်စေပို့ပြီးတော့မြင်သာစေဖို့အတွက်ဖြစ်စေ image ဆက်ကနေတစ်ဆင့်သက်ဆိုင်ရာပုံတွေကိုလည်းပေါင်းထည့်ပြီးတော့ဖန်တီးလို့ရပါမယ်။တင်ထားတဲ့ post တစ်ခုချင်းစီ live audio file, video file ဒါမျိုးတွေနဲ့လည်းပေါင်းစပ်ပြီးဖန်တီးလို့ရတယ်လို့တင်ထားတဲ့ post ရဲ့ wallpaper color ဒါမျိုးတွေကိုလည်းအလွယ်တကူပြောင်းလဲပြီးတော့စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။ဒါဆိုရင်တော့ Padlet မှာ KWL chat တစ်ခုဖန်တီးပြီးသွားပြီဖြစ်ပါတယ်။အတူတူ live ပါတင်ယူခဲ့တဲ့အတွက်ကျေးဇူးများတင်ရှိပါတယ်။